တုတ်သားနိပတ်16မင်္ဂလာတုတ်မင်္ဂလာတရား38ပါမြတ်စွာဘုရားအတာဝတ္ထိပြီးစီတဝန်ကြောင့်၌သတင်းသုံးနေစဉ်သံဃာရန်ချိန်တွင်အလွန်တင့်တယ်တောက်ပါသောဆင်းရဲအောင်ရှိသောနတ်တစ်ပါးသည်ဗုဒ္ဓထံချဉ်ကပ်လာပြီးအောက်ပါအတိုင်းမေးလျှောက်လေ၏အရှင်ဘုရားများစွာသောလူနတ်တို့သည်ချမ်းသာစည်းဝါးကိုလိုလားတောင်းကြကြကုန်သည်ဖြစ်၍မင်္ဂလာတရားများကိုကြံစရှာဖွေခဲ့ကြပါသည်ယင်းသူကြံစရှာဖွေခဲ့ကြကုန်သောလဲထိုမင်္ဂလာတရားတို့ကိုဟောကြားတော်မူပါလောဤသို့နတ်သားကမေးလျှောက်သောအခါဗုဒ္ဓမြတ်စွာသည်ထိုနတ်သားအားဖြူစင်သောမင်္ဂလာတရား38ပါးကိုဟောကြားတော်မူလေသည်ထိုမင်္ဂလာတရား38ပါးကအောက်ပါတို့ဖြစ်လေသည်1သူမိုက်တို့ကိုမမီဝဲခြင်း2ပညာရှိတို့ကိုမီဝဲစည်းကပ်ခြင်း3ပူဇော်ထိုက်သူကိုပူဇော်ခြင်း4တင်းတင်းလျောက်ပတ်သောရန်နိုင်နေခြင်း5ရှိကပြုခဲ့ပူသောကုသိုလ်ကောင်းမှုရှိခြင်း6မိမိကိုယ်ကိုကောင်းစွာစောင့်တည်ခြင်း9အကြမ်းမြင်ဗဟုသုတများခြင်း10အပြစ်မရှိသောအတတ်ပညာများကိုတက်မြောက်ခြင်း9ဆိုင်ရာစည်းကမ်းဥပဒေတို့ကိုကောင်းစွာလိုက်နာကျင့်သုံးခြင်း10ကောင်းသောစကားကိုပြောဆိုခြင်း11မိဘတို့အားလှူကြွေးခြင်း12သားမယားတို့အားထောက်ပံ့ချီးမြှင့်ခြင်း13အမှုကိစ္စတို့ကိုနှောက်ယှက်ချုပ်ထွေးခြင်းမရှိအောင်ပြုလုပ်ခြင်း14အလှူပေးခြင်း15တရားကျင့်ခြင်း16ဆွေမျိုးတို့အားထောက်ပံ့ချီးမြှင့်ခြင်း19အပြစ်ကင်းသောအမှုတို့ကိုပြုလုပ်ခြင်း18မကောင်းမှုမှရှောင်ကျဉ်ခြင်း19မကောင်းမှုမှအထူးရှောင်ကျဉ်ခြင်း20တေအရက်တောက်စားခြင်းမှရှောင်ကျဉ်ခြင်း21ကုသိုလ်တရားတို့၌မမေ့လျော့ခြင်း22ယူသေးထိုက်သူတို့အားယူသေးခြင်း23မိမိကိုယ်ကိုနှိမ်ချခြင်း24ရောင်းရဲလွယ်ခြင်း25သူကျေးဇူးကိုတည်တတ်ခြင်း26အခါအားလျော်စွာတရားနာခြင်း29ဒီခံခြင်း28သူတော်ကောင်းတို့၏ဆုံးမစကားကိုနားလွယ်ခြင်း29သူတော်သူမြတ်တို့အားဖူးမြင်ခြင်း30အခါအားလျော်စွာတရားဆွေးနွေးခြင်း31ချိုးချံသောအကျင့်ရှိခြင်း32မြတ်သောအကျင့်ကိုကျင့်သုံးခြင်း33အရိယသစ္စာတို့ကိုသိမြင်ခြင်း34နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း35လောကရန်တရားနှင့်တွေ့ကြုံလျှင်စိတ်မတုံ့လှုပ်ခြင်း36စိုးရိမ်မှုမရှိခြင်း39ကိလေသာမျိုးကင်းခြင်း38ဘိယံကင်းခြင်းအထက်ပါတရား38ပါးတို့ကိုလိုက်နာကျင့်ကြံသူသည်ယံသူဟုသည်များကိုအောင်မြင်၍အရာရာ၌ជីវချမ်းသာကောင်းမှုရရှိជីវချမ်းသာမှုကိုရရှိနိုင်ကြောင်းထို့ကြောင့်နတ်လူတို့အတွက်ကောင်းမြတ်သောမင်္ဂလာတရားများဖြစ်ကြောင်းဗုဒ္ဓမြတ်စွာကနိဂုံးချုပ်မိန့်ကြားတော်မူခဲ့လေသည်19သူစီလောမတုတ်သူစီလောမဘသူအားဆုံးမခြင်းအခါတစ်ပါး၌မြတ်စွာဘုရားသည်ဂယာရွာရှိအနီးရှိသူစီလောမဘလူ၏နေရာကြောက်ဖြာညောင်ဆောင်တွင်သတင်းသုံးတော်မူ၏ထိုအခါကြမ်းတမ်းသောအမွှေးရှိသည့်ခရလောမဘလူနှင့်အဖျားကဲ့သို့စူးသောအမွှေးရှိသည့်သူစီလောမဘလူတို့သည်ဗုဒ္ဓမြတ်စွာ၏အနီး၌ခောက်တုခောက်ပြန်သွားနေကြသည်ထိုသို့သွားနေကြရင်ခရလောမဘလူကဤသူသည်ယဟန်ဒီကူ၍ပြောဆိုရာသူစီလောမဘလူကယဟန်အစစ်မဟုတ်ယဟန်တူသာဖြစ်၏ဟုပြောဆိုလေသည်ထို့နောက်သူစီလောမဘလူသည်ယဟန်အစစ်ဖြစ်သည်ယဟန်တုဖြစ်သည်ကိုကွယ်ပြားသိအောင်ငါလုပ်မည်ဟုပြောဆိုပြီးဗုဒ္ဓ၏ကိုယ်ကိုမိမိကိုယ်ဖြင့်တိုးဝှေ့လေသည်ဗုဒ္ဓကမိမိကိုယ်ကိုတိမ့်ဖယ်လိုက်သောအခါသူစီလောမကဤသို့ဆက်၍ပြောလေသည်ယဟန်သင်ငါကိုကြောက်သလောအချင်းဘလူသင်ကိုငါမကြောက်သို့တော်လည်းသင်၏ကိုယ်အတွေ့ကကြမ်းတမ်းလာ၏ယဟန်သင်ကိုငါပြဿနာမေးအပ်မဖြေနိုင်လျှင်သင်စိတ်ကိုငါပြန့်လွင့်စေအပ်သင်နှလုံးသားကိုမူလဲဖောက်ခွဲဖြင့်သို့မဟုတ်ခြေထောက်ကိုကိုင်းပြီးမြေတစ်ဖက်ကန်းသို့ပစ်ချလိုက်အချင်းဘလူဤလောက၌ငါစိတ်ကိုပြန့်လွင့်စေနိုင်သူငါနှလုံးသားကိုဖောက်ခွဲနိုင်သူငါခြေကိုကိုင်း၍မြေကမ်းတစ်ဖက်သို့ပစ်ချနိုင်သူတစုံတစ်ယောက်ကိုမျှငါမမြင်ပေသို့ပင်ဖြစ်စေကမူသင်မေးလူသည့်ပြဿနာကိုမေးပါလောယင်းသို့ဗုဒ္ဓမြတ်စွာကခွင့်ပြုတော်မူလျှင်သူစီလောမသည်ပြဿနာတစ်ရပ်ကိုမေးလျှောက်လေ၏ဗုဒ္ဓကလည်းမဆိုင်းမတွားရှင်းလင်းဖြေကြားတော်မူ၏အိုယဟန်တက်ဆွမ်းခြင်းစိတ်ဆိုးခြင်းတို့၏အကြောင်းသည်အဘယ်ပါနည်းတရား၌မမွေ့လျော်ခြင်းကာမဂုဏ်၌ပျော်မွေ့ခြင်းတတိမွေးညင်းထခြင်းတို့သည်အဘယ်မှဖြစ်ပေါ်လာပါကုန်သနည်းကလေးငယ်များသည်ကြီးငတ်တို့ကိုဖမ်း၍ကြိုးဖြင့်ချီကာလွတ်ကြတကဲ့သို့မကောင်းသောအကြံစီတို့သည်အဘယ်မှဖြစ်ပေါ်လာပြီးကုသိုလ်စိတ်ကိုလွတ်ကြပါသနည်း
အချင်းဘလူတက်ဆွန်းခြင်းစိတ်ဆိုးခြင်းတို့၏အကြောင်းကဤအတ္တသဘောပင်ဖြစ်သည်တရား၌မမွေးလျော်ခြင်းကာမဂုဏ်၌ပျော်မွေ့ခြင်းကြက်သီးမွေးညင်းထခြင်းတို့သည်ဤအတ္တဘောမှဖြစ်ပေါ်လာကြကုန်၏ကလေးများသည်ကြေးငှက်ကိုဖမ်း၍ကြိုးဖြင့်ချီကာလွတ်ကြသကဲ့သို့မကောင်းသောအကြံစီတို့သည်ဤအတ္တဘောမှဖြစ်ပေါ်လာပြီးကုသိုလ်စိတ်ကိုလွတ်ကြကုန်၏ပညောင်မီ၏မြစ်ပြင်းတို့သည်ပင်စီ၌မှီ၍ဖြစ်ပွားကြကုန်သကဲ့သို့တဏှာအစေးကြောင့်ဖြစ်လာသောတက်ဆွန်းခြင်းစိတ်ဆိုးခြင်းတို့သည်ဤအတ္တဘော၌မှီ၍ဖြစ်ပေါ်ကုန်၏တော၌ပေါက်သောမာလောနွယ်သည်သစ်ပင်ကိုရစ်ပတ်နေသကဲ့သို့အမျိုးမျိုးသောကိလေသာတို့သည်လည်းကာမဂုဏ်တို့၌ညှိတွဲလျက်သာတည်ကုန်၏ဤအတ္တဘောလျှင်အကြောင်းရင်းရှိသောကိတဏှာကိုသိမြင်သူတို့သည်ထိုတဏှာကိုဖယ်ခွာဖောက်ဖျက်နိုင်ကြကုန်၏နောက်ထပ်အသစ်မဖြစ်ရန်ကူးခတ်ကျော်လွန်နိုင်ခဲ့လာသောကိလေသာရေအလျင်ကိုလည်းကူးခတ်ကျော်လွန်နိုင်ကုန်၏ပြဿနာ၏အဖြေကိုကြားနာရသောအခါသူစီလောမဘလူနှင့်ခရလောမဘလူတို့သည်သောတာပတ္တိဖို့၌တည်သွားကြလေသည်ဓမ္မစရိယသုတ်တရားကိုကျင့်ကြံရေးရွှေငါးကြီးကိုအကြောင်းပြု၍ဗုဒ္ဓမြတ်စွာတာဝတိပြည်ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေစဉ်တံငါရွာမှတငယ်တစုတို့သည်အလွန်ကြီးမားသည့်ရွှေအစင်းရှိသောငါးကြီးတစ်ကောင်ကိုဖမ်းမိကြသဖြင့်ကောသလမင်းကြီးထံလာရောက်ဆက်သကြသည်မင်းကြီးသည်အလွန်ထူးဆန်းသောငါးကြီးကိုမြင်လျင်အကြောင်းစုံကိုမေးလျှောက်လိုသဖြင့်ဗုဒ္ဓမြတ်စွာထံသို့ဆက်လက်ယူဆောင်သွားလေသည်ငါးကြီးပါးစပ်ဖွင့်လိုက်သည်နှင့်တပြိုင်နက်ဇေတဝန်တစ်ကျောင်းလုံးအပုပ်နှံလှိုင်သွားလေသည်တကိုယ်လုံးရွှေအစင်းရှိပြီးပါးစပ်မှအပုပ်နှံထွက်နေခြင်းမှာဘယ်ကြောင့်ကြောင့်ပါနည်းဟုမင်းကြီးကဗုဒ္ဓမြတ်စွာအားမေးလျှောက်သည်ဗုဒ္ဓမြတ်စွာကဤငါးကြီးသည်ကတ္တပဘုရားလက်ထက်၌ပိဋကတ်သုံးပုံဆောင်ယဟန်တစ်ပါးဖြစ်ခဲ့ကြောင်းယဟန်တို့အားပိဋကတ်သုံးပုံကိုနှစ်ပေါင်းများစွာပို့ချခဲ့ပြီးလက်လာပါချွေရန်များပြားသဖြင့်မာနတက်ကြွကတပါးသောယဟန်တို့အားဆဲဆိုကြိမ်းမောင်းခဲ့ကြောင်းထို့ကြောင့်ဤဘဝ၌တကူလုံးရွှေစင်းရှိပြီးပါးစပ်မှအပုပ်နှံထွက်ခြင်းဖြစ်သည့်ကြောင်းဇာတ်ကြောင်းပြန်၍ဟောကြားတော်မူသည်ထို့နောက်ဗုဒ္ဓမြတ်စွာကပရိသတ်အလယ်၌ထိုအကြောင်းများကိုငါးကြီးအားမေးမြန်း၍ငါးကြီးကလည်းဟုတ်မှန်ကြောင်းဖြေကြားပြီးသေဆုံးသွားလေသည်ထိုငါးကြီး၏အဖြစ်ဆန်းကိုကြားသိရ၍ထိတ်လန့်တုန်လှုပ်နေသောပရိသတ်အားအခါအခွင့်နှင့်သင့်လျော်သောဒေသနာတရားကိုဟောကြားရန်အတွက်ဗုဒ္ဓမြတ်စွာသည်ဤဓမ္မစရိယသုတ်ကိုဟောကြားတော်မူလေသည်အကျင့်သည်သာမြတ်သောဥစ္စာတရားကျင့်ခြင်းမြတ်သောအကျင့်ကိုကျင့်ခြင်းများကိုမြတ်သောဥစ္စာဟုဆိုကြ၏လူပေါင်းမှထွက်ခွာ၍ယဟန်ဘဝသို့ဝင်လာသူဖြစ်စေကမူနှုတ်ကြမ်းသူသူတစ်ပါးကိုညှဉ်းဆဲခြင်း၌မွေ့လျော်သူသားသမင်ကဲ့သို့အရှက်အကြောက်ကင်းမဲ့သူဖြစ်ပါကထိုယဟန်၏အသက်ရှင်ခြင်းသည်ကိလေသာမျိုးကိုတိုးပွားစေသဖြင့်ယုံညံ့လှပေ၏ခိုက်ရန်ဖြစ်ခြင်း၌မွေ့လျော်သောယဟန်သည်မောဟဖုံးလွှမ်းနေသည်ဖြစ်၍မြတ်စွာဘုရားဟောကြားသည့်တရားကိုသူတော်ကောင်းတို့ကရှင်းလင်းပြောကြားတော်လဲနားမဝင်တော့ချေပွားများပြီးသောစိတ်ရှိသူတို့ကိုညှဉ်းဆဲသူသည်ယခုဘဝ၌စိတ်ကိုညစ်ညူးစေ၍နောင်ဘဝ၌လည်းငရဲသို့ကြာရောက်စေတတ်သောအကုသိုလ်လမ်းခရီးကိုမသိမြင်ချေယင်းတို့မသိမြင်သောယဟန်သည်အပယ်လေးပုံတွင်တပုံမှတပုံသို့ကူးပြောင်းလျက်တမလွန်ဘဝ၌ဆင်းရဲခြင်းသို့သာရောက်ရလေတော့၏ကိလေသာအညစ်အကြေးလိမ်ကျန်နေသောယဟန်သည်ကာလကြာမြင့်စွာမစင်ဖြင့်ပြည့်နေသောတွင်းကဲ့သို့ဆင်ခြင်အောင်ဆေးကြောရန်ခဲယဉ်လှပေ၏ကာမဂုဏ်၅ပါးကိုမှီနေပြီးယုံမာသောအလိုယုံမာသောအကြံယုံမာသောအလေးချင်းရှိသောယဟန်ကိုတွေ့မြင်ပါကသင်တို့အားလုံးတညီတညွတ်တည်းရှောင်ရှားကုန်လောအမိုက်ကဲ့သို့မှုတ်လွှဲနှင်ထုတ်ကြကုန်လော
ရောက်သွားပုတ်ကဲ့သို့ဆွဲထုတ်ကြကုန်လောယဟန်မဟုတ်ပဲငါယဟန်ဟုမှတ်ထင်နေသည့်ယုံမာသောအလိုယုံမာသောအလေးချင်းရှိသောယဟန်များကိုစဘာဖြင်းကဲ့သို့တန်ခပေါင်မှမှုတ်လွှင့်ဖယ်ရှားပစ်ကြကုန်လောစင်ကြယ်သောယဟန်တို့သည်စင်ကြယ်သောယဟန်တို့နှင့်သာလေးလေးစားစားဆက်ဆံပေါင်းသင်းကြကုန်လောယင်းတို့ပြုသည်ရှိသောအချင်းချင်းညီညွတ်စွာဖြင့်အတိညာဉ်ရင့်ကျက်ခြင်းသို့ရောက်ကဆင်းရဲကုံဆုံးခြင်းကိုပြုနိုင်ကြပေလိမ့်မည်19ဗျမနဓမိကတုတ်တရားဆောင်သောပုံနာများပုံနာတထေးများတောင်းပန်ခြင်းဗုဒ္ဓမြတ်စွာတာဝတိပြည်စေတဝန်ကျောင်း၌သတင်းသုံးစဉ်ကောသလတိုင်းတဝမ်းလုံးမှအသက်ကြီးရင်သောပုံနာတထေးကြီးများစွာတို့သည်ဗုဒ္ဓမြတ်စွာထံသို့ရောက်လာကြသည်ထိုပုံနာကြီးများသည်ဗုဒ္ဓမြတ်စွာအားနှုတ်ဆက်စကားပြောကြားပြီးနောက်အရှင်ဂေါရမယခုခေတ်ပုံနာတို့သည်ရှေးခေတ်ပုံနာတို့၏ကျင့်စဉ်၌တည်ပါကုန်၏လောဟုမေးလျှောက်ကြလေသည်ဗုဒ္ဓကယခုခေတ်ပုံနာတို့သည်ရှေးခေတ်ပုံနာတို့၏ကျင့်စဉ်၌မတည်တော့ကြောင်းမိန့်ကြားလျင်ထိုခေတ်ပုံနာတို့၏ဗျမနကျင့်စဉ်များကိုဟောကြားပါရန်ပုံနာတို့ကတောင်းပန်ကြသည်ယင်းတောင်းပန်ချက်အရာဗုဒ္ဓမြတ်စွာသည်ဗျမနကျင့်စဉ်တရားကိုဟောကြားတော်မူသည်ရှေးခေတ်ပုံနာတို့၏ကျင့်စဉ်ပုံနာတို့ရှေးခေတ်ယသေးတို့သည်ကိုယ်နှုတ်ဆောင်စည်းခြင်းဆောင်စည်း၍ချိုးချံသောအကျင့်နှင့်ပြည့်စုံကုန်၏ကာမဂုဏ်၅ပါးကိုစွန့်ပယ်ပြီးမိမိအကျိုးစီးပွားကိုထင်ကြံကြကုန်၏ကျွဲနွားဆင်မြင်ရွှေငွေစပါးစသောပစ္စည်းဥစ္စာများမရှိဘေဒင်ရွတ်ဖတ်ခြင်းမေတ္တာပွားခြင်းစသည့်မြတ်သောပစ္စည်းဥစ္စာများကိုသာစောင့်ရှောက်ထိန်းသိမ်းကြကုန်၏လူတို့သည်ပုံနာတို့အားလောင်းလှူရန်စွမ်းကိုမိမိတို့အိမ်ရှိ၌အသည့်ပြင်ဆင်ထားကြ၏အဝတ်အစားအိုးအိမ်ပရိဘောဂတို့နှင့်ပြည့်စုံကြွယ်ဝသောတိုင်းသူပြည်သားတို့သည်ပုံနာတို့အားရှိခိုးဦးညွှတ်ကြကုန်၏ပုံနာတို့သည်တရားကျင့်သူများဖြစ်၍သတ်ဖြတ်ခြင်းအနိုင်အထက်နှိပ်စက်ခံရခြင်းတို့မှကင်းလွတ်ကုန်၏ပုံနာတို့အားအိမ်တိုင်းကတကားဖွင့်ထားကြကုန်၏ရှေးခေတ်ပုံနာတို့သည်48နှစ်ပတ်လုံးမေထုံမှရှောင်ကျဉ်သောအကျင့်ကိုကျင့်သုံးကြသည်ဘေဒင်သုံးပုံဟူသောဝိဇ္ဇာအကျင့်သီလဟူသောစရဏကိုအကျင့်သီလဟူသောစရဏကိုရှာမီကျင့်ကြံကြသည်မင်းမျိုးကုံသည်မျိုးစသည်တို့ထံမချဉ်းကပ်ကြမယားကိုဝယ်၍မယူကြချစ်ခင်မြတ်နိုးမှုဖြင့်သာပေါင်းသင်းဆက်ဆံကြသည်ဥတုလာပြီးခါမှတပါမေထုံမှုကိုမပြုကြကုန်မြတ်သောအကျင့်သီလဖြောင့်မတ်ခြင်းနူးညံ့သိမ်မွေ့ခြင်းဣန္ဒြေစောင့်စည်းခြင်းကောင်းသောအကျင့်၌မွေးလျော်ခြင်းသီးခံခြင်းစသောတရားများကိုချီးမွမ်းကြကုန်၏ခိုင်မြဲသောလုံလရှိ၍ဗြဟ္မာကဲ့သို့မြင့်မြတ်သောပုံနာကမေထုံမှုကိုအိမ်မက်၌ပင်မပြုခြင်းပေပညာရှိသူတချို့သည်ထိုဗြဟ္မာနှင့်တူသောပုံနာကိုအတုလိုက်၍ကျင့်ကာမြတ်သောအကျင့်သီလသီးခံခြင်းတို့ကိုချီးမွမ်းကြသည်အဝတ်အထည်အိပ်ယာနေရာ
ဆန်စီထောပတ်စသည်တို့ကိုတောင်းခံဆူယုံပြီးရစ်ပူဇော်ခြင်းကိုပြုကြသည်ယင်းသို့ရစ်ပူဇော်သည့်အခါ၌လည်းလူတို့၏ထမင်းရှင်ဖြစ်သောနွားများကိုမတက်ကြရှေးခေတ်ပုံနားတို့သည်နူးညံ့သိမ်မွေ့၍ရုပ်အဆင်းအချွေအယံနှင့်ပြည့်စုံကြသည်မိမိတို့၏ကျင့်စဉ်နှင့်အညီကိစ္စကြီးငယ်တို့၌ကြောင့်ကြစိုက်ကြသည်ဤသို့ပုံနာများကမိမိတို့ကျင့်စဉ်နှင့်အညီကျင့်သုံးနေထိုင်ကြသဖြင့်သတ္တဝါအပေါင်းချမ်းသာကြီးပွားခဲ့ကြသည်နောင်ကာလ၌ထိုပုံနာတို့သည်ယုံညံ့သေးသိမ်သောကာမချမ်းသာကိုမြင်၍ကျွဲနွားဥစ္စာအိမ်ယာမိန်းမတို့နှင့်ပြည့်စုံသောလူစည်းစိမ်ကိုနှစ်သက်မမောကြလေသည်လူစည်းစိမ်ကိုလိုချင်သဖြင့်ဥက္ကာကမင်းကြီးထံချဉ်းကပ်၍ရစ်ပူဇော်ရန်တိုက်တွန်းကြသည်ဥက္ကာကမင်းကြီးသည်ရစ်ပူဇော်လျင်စံရည်စပါးပေါ်များလိမ့်မည်ဟုသောပုံနာတို့၏စကားကိုယုံကြည်၍ရစ်ပူဇော်ခြင်းလေးမျိုးကိုပြုလုပ်ပြီးပုံနာတို့အားပစ္စည်းဥစ္စာများကိုပေးလေသည်ပုံနာတို့သည်ကျွဲနွားဥစ္စာအိမ်ယာမိန်းမတို့ကိုရရှိသောအခါအလိုအယမတ်တိုးပွားလာကြပြီးနွားသားကိုစားလိုသဖြင့်ဘေးဒင်ကျမ်းတို့၌နွားဖြင့်ရစ်ပူဇော်ရန်အစီအစဉ်ကိုဖြည့်ဆွတ်ထည့်သွင်း၍ဥက္ကာကမင်းကြီးအားနွားဖြင့်ရစ်ပူဇော်ရန်တိုက်တွန်းကြပြန်သည်ပုံနာတို့၏တိုက်တွန်းချက်အရမင်းကြီးသည်ရာပေါင်းများစွာသောနွားများကိုတက်၍ရစ်ပူဇော်လေသည်မင်းကြီးကိုယ်တိုင်နွားများကိုဓာဖြင့်ခုတ်တက်၏ထိုအခါနတ်ပြမာတို့သည်နွားများကိုတက်ခြင်းသည်မတရားဟုကြွေးကြော်လှည့်လည်ကြလေသည်ရှေးခါကလူချင်းချင်းဆာလောင်မွတ်သိပ်ခြင်းနှင့်အိုခြင်းဟူသောယောဂ၃မျိုးသာရှိခဲ့တော်လဲနွားများကိုတက်ပြတ်သည့်အချိန်မှစ၍ယောဂ68မျိုးတို့ဖြစ်ပွားလာကြလေသည်ဤသို့ပုံနာများတရားပြက်လျင်သူဆင်းရဲမျိုးဂုံတဲ့မျိုးမင်းမျိုးတို့သည်လည်းတရားပြက်လာကြသည်အမျိုးဆက်ကိုမငဲတော့ပဲကာမဂုဏ်နောက်သို့လိုက်ပါသွားကြလေတော့သည်ဗုဒ္ဓမြတ်စွာကဤသို့ရှေးခေတ်ပုံနာတို့၏တရားကျင့်စဉ်ကိုဟောကြားတော်မူသောအခါကောသလတိုင်းသားသုံးနာတတိတို့သည်လွန်စွာနှစ်ချိုက်ကြသဖြင့်ဗုဒ္ဓနှင့်တရားတန်ခါတို့အားယာသက်ပံကိုးကွယ်စည်းကပ်သူဥပဒကအဖြစ်ကိုခံယူလိုက်ကြလေသည်